ကဲဦးလေးစပြီ နိုင်စတော့နော် ဦးလေးစပြီပါကျွန်တော်ဒီဘက်တော့လုံးမလို့ဒီမှာပွဲအခုအောင်ပေးပါမင်းထောက်ကျွန်တော်ကကြားလွတ်လာတယ်ထောက်ကြားလွတ်ကုန်လုံးဝလည်းပါတော့ငါကြော့အဲ့တော့ကိုတွေ့တော့လည်းကြိုက်တယ်နော် ကိုတွေ့နေလို့ညကောင်လာရนี่มันบอกก็ละတွေ့นี่มันบอกဆောင်းတော့ဟိုကိုလေးပြန်လုပ်ကြည့်တော့ကျွန်တော်နားတော့အဲ့တော့နားတော့ဒီလို ရှုံးတယ် အေးလို့အဲ့လိုတော့စဉ်းစား ဘာလို့မလိုက်ဘူး ကျွန်တော်နားကြည့်ကြည့်တွေ့ကြဦးရ ကိုရကောင်းပါလားဟုတ်တယ်အဲ့ကိုလိုက်ဘူးနော် လိုက်ဘူးလေ ဟုတ်တယ်ကျွန်တော်ကြောင့်ကျွန်တော်ဘက်ကလည်းအကွက်တွေ့မလို့လုပ်ကြတယ်အဲ့ကိုလိုက်ပြီးသားအကွက်